နိုင်ငံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းတွေတုန်းကကျောင်းနေရာသင်တဲ့နည်းစနစ်တွေမှားနေတယ်ဆိုတာကိုဆွေးနွေးခဲ့ကြတယ်နော် grammar translation method ကြီးကကျွန်တော်တို့ကိုစကားမပြောတတ်အောင်လုပ်နေတယ်ဆိုတာသိခဲ့ရပြီဒီတော့မိတ်ဆွေတို့ကမေးစရာရှိလာမယ်ဟုတ်ပြီဒါဆိုရင်နည်းစနစ်အမှန် the best method ကိုသုံးလိုက်ရင်ငါချက်ချင်းအင်္ဂလိပ်လိုပြောတတ်သွားမှာလားလို့အဖြေကတော့မပြောတတ်သေးပါဘူးဘာလို့လဲ Rachel ကဒီ chapter 3မှာအရန်ကိုအရေးကြီးပြီးတော့လူတိုင်းလေးလူရှုထားတဲ့အချက်တစ်ချက်ကိုပြောပြထားပါတယ်အဲ့ဒါကတော့ psychology စိတ်ပညာပါပဲ Rachel ရဲ့အဆိုအရအင်္ဂလိပ်စာအောင်မြင်ဖို့အတွက်နည်းစနစ် method က 20% ပဲအရေးကြီးပါတယ်ကျန်တဲ့80%ကစိတ်ပညာ psychology ဖြစ်ပါတယ်ဒါကိုကြားလိုက်ရတော့နည်းနည်းထူးဆန်းမနေဘူးလားကျွန်တော်တို့တစ်လျှောက်လုံးလိုက်ရှာနေတာကဘယ်စာအုပ်ကောင်းလဲဘယ်ဆရာကောင်းလဲဘယ်နီလန်ကောင်းလဲဆိုတာကြီးပါပဲဒါပေမဲ့အဲ့ဒါတွေက 20% ပဲရှိပါသေးတယ်ကျန်တဲ့80%ဖြစ်တဲ့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ယုံကြည်မှု beliefs တွေကိုမပြင်ဘူးဆိုရင်ကမ္ဘာအကောင်းဆုံးနီလန်နဲ့သင်ရင်တောင်မှမိတ်ဆွေအောင်မြင်မှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီ80%ဖြစ်တဲ့ success psychology ဆိုတာပါလေကိုယ့်ရဲ့ဦးနောက်ကိုအင်္ဂလိပ်စာရအောင်ဘယ်လိုပြန်ပြီး program လုပ်မလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ကားဥပမာ engine နဲ့လောင်စာစီဒီသဘောတရားကိုရှင်းရှင်းလင်းလင်းမြင်သာအောင် AJO ပေးထားတဲ့ဥပမာလေးတစ်ခုကိုပြောပြချင်ပါတယ်ကားမောင်းတဲ့ဥပမာလေးပါမိတ်ဆွေက English fluency အင်္ဂလိပ်လိုရေးရေးလေးလေးပြောတတ်ခြင်းဆိုတဲ့ပန်းနိုင်ကိုသွားနေတဲ့ခရီးသည်တယောက်ဆိုပါတော့ The old car ကားကိုကားဟောင်းကြီးပထမဆုံးအနေနဲ့မိတ်ဆွေမှာမောင်းစရာကားတစ်စီးရှိတယ်ဒါပေမဲ့အဲ့ဒီကားကဆက်တွေဟောင်းနေပြီးသွားလိုက်ရလိုက်ဖြစ်နေတဲ့ကားကိုဒါကဘာနဲ့တူလဲဆိုတော့ traditional method ကျောင်းနေမှာသင်တဲ့နည်းစနစ်အဟောင်းနဲ့တူပါတယ်ဒီကားကိုကြီးတဲ့ကိုမိတ်ဆွေကဓာတ်စီအကောင်းစားကြီးတွေထည့်လိုက်တယ်ဆိုပါတော့ဆိုလိုတာကမိတ်ဆွေမှာစိတ်ဓာတ်တွေအရန်ပြင်းပြနေတယ်စူးစမ်းခြင်းစိတ်တွေရှိနေတယ်ဒါပေမဲ့ကားကဆက်မကောင်းတော့ခရီးကနှီးနေအောင်ပါပဲဟုတ်တယ်မလားစီမရှိတဲ့ Ferrari ဒီတစ်ခါ AJ ဟုတ်ကမိတ်ဆွေကို Effortless English ဆိုတဲ့ Formula 1ပြိုင်ကားတော့မဟုတ် Ferrari ကားကြီးပေးလိုက်ပြီဒီနည်းစနစ်ကအရန်မြတ်နေအရန်ကောင်းနေဒါပေမဲ့ပြဿနာကမိတ်ဆွေကဒီ Ferrari ကားကြီးတဲ့ကိုရေတွေလောင်းထည့်လိုက်မယ်ဒါမှမဟုတ်စီမထည့်ပဲထားလိုက်မယ်ဆိုရင်ကောဒီကားကြီးရွေ့ပါမလားလုံးဝမရွေ့ပါဘူးအင်ဂျင်ဘလောက်ကောင်းကောင်းလောင်စာစီဖြူအောင်မရှိရင်ဒီအဲ့ဒီကားကအမိုက်ပုံကြီးပါပဲဒီနေရာမှာလောင်စာစီဖြူအောင်ဆိုတာကမိတ်ဆွေရဲ့ psychology စိတ်ဓာတ်ပါပဲမိတ်ဆွေက effortless English နီလန်းကိုသိပြီးဒါပေမဲ့စာလုံးမဲ့အချိန်ရောက်တာနဲ့ပြင်းနေတယ်စိတ်ညစ်နေတယ်ကြောက်နေတယ်ယုံကြည်မှုမရှိဘူးဆိုရင်အဲ့ဒီ Ferrari ကားကြီးကထွက်မှာမဟုတ်ပါဘူးဒါကြောင့် AJ ကပြောတာပါ the right engine the right fuel success engine ကောင်းရမယ်စီလည်းကောင်းရမယ်ဒါမှအောင်မြင်မယ်တဲ့ the downward spiral ကြာရှုံးခြင်းဝဲကြရခုချိန်မှာကျောင်းသားများစုဘာဖြစ်နေကြလဲဆိုတာကိုကြည့်အောင်ကျောင်းသားများစုကအင်္ဂလိပ်စာလေ့လာမယ်ဆိုတာနဲ့စိတ်ဖိစီးမှု stress ကြောက်ရွံ့မှု fear တန်တရား doubt တွေနဲ့စတင်ကြတယ် AJ ဟုတ်ကဒါကို negative anchoring လို့ခေါ်တယ်ဥပမာငယ်ငယ်တုန်းကစာသင်ခန်းထဲမှာဆရာကကိုယ်ကိုထမိတယ်ကိုကမဖြေနိုင်ဘူးအတန်းပေါ်တွေကဝိုင်းရကြတယ်ဆရာကစူတယ်အဲ့ဒီမှာကိုကရှက်ပြီးခေါင်းငုံနေကြရတယ်အဲ့ဒီအဖြစ်အပျက်ကကိုယ်ဦးနောက်ထဲမှာဆွဲသွားတယ် English pain အင်္ဂလိပ်စာဆိုတာနာကျင်စရာဆိုပြီးဦးနောက်ကမှတ်သားလိုက်တယ်ဒါကြောင့်အခုချိန်မှာအင်္ဂလိပ်စာကိုကင်လိုက်တာနဲ့ဒါမှမဟုတ် English လို့ပြောဖို့ကြိုးစားလိုက်တာနဲ့အလိုလိုနေစိတ်ကလေးလံလာတယ်ပြင်းလာတယ်အိတ်ချင်လာတယ်Dr. Stephen Christian AJ အမြဲကိုကားတဲ့ပညာရှင်ကပြောတယ်လူတစ်ယောက်ဟာစိတ်မပျော်မရွှင်ဖြစ်နေရင်စိုးရိမ်ပူပန်နေရင်ဦးနောက်ကဘာကိုမှမှတ်သားနိုင်စွမ်းမရှိတော့ဘူးတဲ့ဒါကို affective filter လို့ခေါ်ပါတယ်ဒီတော့ဘာဖြစ်လဲစိတ်မပါဘူးလေ့လာတာနှေးတယ်ရလက်မထွက်ဘူးပိုးစိတ်တက်ကြတယ်လေ့လာရတာပိုမုန်းလာတယ်ဒါကို downward spiral ကြာရှုံးခြင်းဝဲကြရလို့ခေါ်ပါတယ်ဒီတန်တရားရဲ့ရောက်နေရင်ဘယ်နီးလန်းနဲ့တင်တယ်မတက်တော့ပါဘူး The solution peak emotional state အဖြေကတော့စိတ်ဓာတ်ကိုမြင့်တင်ခြင်းပေါ့နော်ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ရဲ့ဦးနောက်ကိုပြန်ပြီးတော့ hack လုပ်ရပါမယ် NLP Neuro Linguistic Programming နည်းပညာကိုသုံးပြီးပြန်လည်ပြုပြင်ရပါမယ် AJO ပေးတဲ့နည်းလမ်းရိုးရှင်းပါတယ်
motion creates emotion လှုပ်ရှားမှုကခံစားမှုကိုဖန်တီးပေးတယ်ဆိုတဲ့သဘောတရားပါပဲလူအများစုကထင်ကြတယ်စိတ်ပျော်မှပြုံးလို့ရမယ်လို့တကယ်တော့မဟုတ်ပါဘူးအရင်ကပြုံးလိုက်ရင်လည်းစိတ်ကလိုက်ပြီးပျော်လာတတ်ပါတယ်ဒါကြောင့် AJ ကအင်္ဂလိပ်စာမလေ့လာခင်မှာ peak emotional state အမြင့်မားဆုံးစိတ်ခံစားမှုအခြေအနေကိုအရင်တိဆောက်ခိုင်းပါတယ်ဘယ်လိုလုပ်ရမလဲနံပါတ်1 posture ကိုယ်နေဟန်ထားကိုအရင်ပြင်ပါပခုံးကိုဆန့်လိုက်ပါရင်ကိုကော့လိုက်ပါခေါင်းကိုမော့လိုက်ပါစိတ်ညစ်နေတဲ့သူတွေကပခုံးကုန်းပြီးတော့ခေါင်းငိုက်ဆိုင်ကျနေတတ်တယ်လေ smile မျက်နှာကိုပြုံးလိုက်ပါဟန်ဆောင်ပြီးတော့ပဲဖြစ်ဖြစ်ပြုံးလိုက်ပါ number 3 movement ခန္ဓာကိုယ်ကိုလှုပ်ရှားပါလမ်းလျှောက်ပါခုန်ပါ number 4 breathing အသက်ကိုဝဝရှူပါစမ်းကြည့်ပါခေါင်းကိုမော့ပခုံးကိုဆန်းပြုံးပြီးတော့ငါစိတ်ညစ်တယ်ကွာလို့ပြောကြည့်ပါပြောလို့မရပါဘူးခန္ဓာကိုယ်က active ဖြစ်နေရင်စိတ်ကလည်းအလိုလို active ဖြစ်လာပါတယ် the 8 step ritual နေ့စဉ်လုပ်ရမယ်8ချက်ဒီတော့ဘာတွေလုပ်ရမလဲအေဂျိုးကအင်္ဂလိပ်စာမလေ့လာခင်တိုင်းမှာဒီ8ချက်ကိုလုပ်ခိုင်းပါတယ်နံပါတ်1 music ကိုကြိုက်တဲ့တက်ကြွတဲ့သချင်းတစ်ပုဒ်ကိုဖွင့်လိုက်ပါ posture သချင်းသားထောင်ရင်ပခုံးဆန့်ခေါင်းမော့လိုက်ပါ smile မျက်နှာကိုပြုံးထားပါ move ကမလားခုံမလားလှုပ်ရှားလိုက်ပါ yes လို့အော်ပြီးတော့ကိုအားပေးပါကြည်ရတာယူချင်အောင်ဆောင်တယ်လို့ဖြစ်နေလိမ့်မယ်ဒါပေမဲ့ဂရုမစိုက်ပါနဲ့ကိုအခန်းထဲမှာကိုလောက်တာပဲ number 6 start learning စိတ်တွေအရန်တွက်ကြလာပြီးပြောလာပြီးဆိုမှ English audio ကိုစဖွင့်ပါ number 7 active listening နားထောင်နေရင်လည်းငြိမ့်မနေပါနဲ့လမ်းလျှောက်နေပါပြုံးနေပါ number 8 reset တကယ်လို့နားထောင်ရင်းနဲ့ပြင်းလာတယ်စိတ်လွင့်သွားတယ်ဆိုရင်ချက်ချင်းရက်လိုက်ပါတချင်းပြန်ဖွင့်ပြန်ကစိတ်ပြန်တင်ပြီးမှဆက်လေ့လာပါဒီလိုပျော်ရှင်တက်ကြွတဲ့စိတ်ချနေနဲ့အင်္ဂလိပ်စာကိုတွဲဖက်ပေးလိုက်တဲ့ခါမှာသင်ဦးနောက်က English fun အင်္ဂလိပ်စာကပျော်စရာဆိုပြီးတော့အလိုလိုမှတ်သားသွားပါလိမ့်မယ်ဒါဆိုရင် English trauma ပျောက်သွားပါပြီ Okay ညီကုန်းချုပ်အနေနဲ့ AJ ပြောချင်တာကတော့ happy students learn more ပျော်ရွှင်တဲ့ကျောင်းသားတွေကပိုတက်တယ်ဆိုတာပါပဲမိတ်ဆွေတို့အနေနဲ့နီလန်ကောင် Ferrari ကားကြီးကိုပိုင်ဆိုင်ထားပေမဲ့စိတ်တက်ဆိုတဲ့လောင်စာစီမရှိရင်ဘဲမှရောက်မှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့ကစပြီးတော့အင်္ဂလိပ်စာလောက်ခါနေတိုင်းတချင်းဖွင့်မယ်ကမယ်ခုံမယ်ပြုံးမယ်ပြီးမှစာလုံးမယ်ဒီနီလန်ကိုတစ်ပတ်လောက်စမ်းကြည့်ပါမိတ်ဆွေရဲ့လေ့လာမှုနှုန်း learning speed ဘယ်လောက်မြန်လာတယ်လဲဆိုတာကိုအန်အောစရာတွေ့ရပါလိမ့်မယ်နောက်ဗီဒီယိုမှာတော့မိတ်ဆွေတို့ရဲ့ beliefs ယုံကြည်ချက်တွေကိုဘယ်လိုပြောင်းလဲမလဲဆိုတဲ့ chapter 4အကြောင်းကိုဆက်လေ့လာကြပါမယ်ဒီဗီဒီယိုကမိတ်ဆွေရဲ့စိတ်သက်ကိုမြင့်တင်ပေးနိုင်ခဲ့တယ်ဆိုရင် like and subscribe လုပ်သွားဖို့မမေ့နဲ့နော်ကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ် thank you for watching